Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယူရီးယားကင်းတုပ်လေးအိမ်မှာအလွယ်တကူလှုပ်ရှားပြလို့လုံနည်းလေးကိုလာမျှပေးတာပဲဖြစ်ပါတယ်ရှင်ဒီအကင်းတုပ်ကလေးဟာဆိုရင်ထမင်းပူလေးနဲ့တွဲစားရင်လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ရှင်ပထမဦးဆုံးအကင်းတုပ်ပြုလို့ရန်အတွက်ကော်ပီကိုနှုတ်နှုတ်ကလေးတွေလိထားပေးလိုက်ပါမယ်ရှင်ပြီးသွားရင်တော့တခွားတီးကိုလည်းခါပပအနေအထားလေးတွေလိထားပေးလိုက်ပါမယ်ရှင်အချင်းရဲ့အတွက်ကတော့ခရမ်းကျင်ဒီစောနဲ့ထိုင်းထညံငယ်အနေငယ်ကိုချက်ထားပေးလိုက်ပါမယ်ရှင်ချက်ထားတာလေးလည်းစူပတ်လာပြီဆိုရင်တော့မကြီးရဲ့အနေငယ်ကိုထည့်ထားပေးလိုက်ပါမယ်ရှင်အရင်ပြည့်နေရင်တော့ရေအနေငယ်ဆက်ထည့်ပေးထားလို့ရပါတယ်ရှင်အရတာအတွက်ကတော့အသားမုံလက်ဖက်စားစွန်းနှစ်စွန်းစားအနေငယ်နဲ့ငပြရဲ့အနေငယ်ကိုထည့်ထားပေးလိုက်ပါမယ်ရှင်ပြီးတော့ရင်တော့ညနေအောင်ထောင်းထားတဲ့ငရုတ်သီးစက်သွန်မျိုးအနေငယ်ကိုလည်းထည့်ပြီးမှုထားပေးလိုက်ပါမယ်ရှင်အချင်းလေးလေးလောက်ဝေးပြီးသွားပြီဆိုရင်တော့အကင်လေးတွေကိုရေးလာတဲ့အထိကြော်ပေးသွားလိုက်ပါမယ်ရှင်အကင်တော့ရန်အတွက်ပကံတစ်လုံးနဲ့ကိုခုနကလိထားတဲ့ကော်ပီနဲ့တုတ်ခါသီးကိုထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကြော်ထားတဲ့အကင်လေးတွေထည့်ပေးထားလိုက်ပါမယ်ရှင်ချက်ထားတဲ့စောနဲ့ကိုလိုတလောက်ထည့်ပြီးရသား20သွားအောင်နဲ့ပြီးသွားပြီဆိုရင်တော့ချင်းချင်းဆက်ဆက်လေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ယူရီးယားအကင်တုပ်လေးကိုစားလို့ရပါပြီရှင်